ယဟန္တာဂျိုးဆက်ကဖာဆိုဂျွန်လ23ရက်ပုပ်ရဟန်းမင်းကြီး16ကြိမ်မြောက်ဘက်နဒစ်အရှင်သူမြတ်ကယဟန္တာဂျိုးဆက်ကဖာဆိုကိုယဟန်တော်များရဲ့ဝိညာဉ်ရေးရာလမ်းညွှန်သူဆရာသမားတူအဖြစ်ဖော်ပြခဲ့ပါတယ်။တကယ်တော့ယဟန္တာဂျွန်ဘော့စ်ကိုကဲ့သို့သောတန်ရှင်းသောဘုန်းတော်ကြီးများစွာကိုယဟန္တာဂျိုးဆက်ကဖာဆိုကမွေးထုတ်ပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီခေတ်ချိန်ခါကဘုန်းတော်ကြီးတွေဟာသူတော်စင်အသင်းကိုင်းများကိုတည်ထောင်ခဲ့တော်လဲပဲယဟန္တာဂျိုးဆက်ကဖာဆိုရဲ့ကျောင်းကတော့တန်ရှင်းမွန်မြတ်တဲ့ယဟန်တော်တွေမွေးထုတ်ပေးတဲ့ကျောင်းတိုက်တိုက်ဖြစ်ခဲ့ပါတယ်။ယဟန္တာဂျိုးဆက်ကဖာဆိုကို19ရာစုနှစ်မှာအီတလီနိုင်ငံကျူရင်မြို့မှာဝေးဖွားခဲ့ပါတယ်။သူဟာရာဇဝတ်သားကောင်များအထူးသဖြင့်တင်မိန်ချခံနေရတဲ့သူတွေကိုဝိညာဉ်ရေးရာအထူးဂရုစိုက်ခဲမှုတွေကြောင့်ကျိုးစဉ်ဖုံးကြီးလို့အများကချစ်စနိုးနဲ့ခေါ်ဝေါ်ခဲ့ကြပါတယ်။ယဟန္တာဂျိုးဆက်ကဖာဆိုဟာတင်မိန်ကြလို့ကျိုးစဉ်ပေါ်ကိုသွားနေကြတဲ့သူတွေရဲ့ဘေးမှာရက်ပြီးတော့ဖျားရှင်ရဲ့တနာဂိယုဏချစ်ချင်းမြတ်တာကိုထိုသူတို့ရဲ့အပေါ်မှာပြသခြင်းအပြင်သူတို့တွေကိုနောင်တရစေခဲ့ပါတယ်။ယဟန္တာဂျိုးဆက်ကဖာဆိုရဲ့အကျဉ်းသားတွေကိုအာယုံဆိုင်အလေးပေးတဲ့တမန်တော်လုပ်ငန်းဟာယဟန္တာဂျိုးဆက်ကဖာဆိုရဲ့အဓိကကျတဲ့ဝိညာဉ်ရေးရာလုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်ယဟန္တာဂျိုးဆက်ကဖာဆိုဟာကျူရင်မြို့မှာရှိတဲ့လူမှုရေးလုပ်ငန်းတွေကိုလုပ်ကိုင်းနေတဲ့ယဟန္တာတွေရဲ့အဖွဲ့အစည်းစည်ရင်းမှာပါဝင်ခဲ့ပါတယ်။ဒီအဖွဲ့ဟာလူအတိုင်းဝိုင်းမှာအထူးဖိနှိပ်ခံရတဲ့သူတွေအတွက်အဓိကလှုပ်ဆောင်တဲ့သူတော်စင်တွေနဲ့တာမန်ဘာသာသူတွေဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ကောင်းသောယဟန်တစ်ပါးရဲ့စံနမူနာယဟန္တာဂျိုးဆက်ကဖာဆိုဟာ1812ခုနှစ်မှာအီတလီနိုင်ငံအာစတီနယ်ရှိကာစတယ်နိုဗိုမြို့ရဲ့ဂျေးလက်ဒေသမှာမွေးဖွားတန်ဆင်ခဲ့ပါတယ်။သူဟာ1833ခုနှစ်မှာကျူရင်မြို့မှာယဟန်သိက္ခာခံယူခဲ့ပါတယ်။ပီယက်မွန်ဒေသရဲ့မြို့တော်ဖြစ်တဲ့ကျူရင်မြို့မှာယဟန္တာဂျိုးဆက်ကဖာဆိုဟာယဟန်တော်များကိုမွေးထုတ်ပေးတဲ့ယဟန်ပြတက္ကသိုလ်မှာဝိညာဉ်ရေးရာလမ်းညွှန်နဲ့စာချဖုံးတော်ကြီးဖြစ်ခဲ့ပါတယ်။ယဟန်တပည့်သားများတွင်နောင်တွင်ယဟန်နာဖြစ်လာတဲ့ယဟန်နာဒွန်ဘော့စ်ကိုလည်းပါဝင်ခဲ့ပါတယ်။ယဟန်နာဂျွန်ဘော့စ်ကိုဟာယဟန်နာဂျိုးဆက်ကဖာဆိုနဲ့မွေးရဇာတိတူပြီးယဟန္တာဂျိုးဆက်ကဖာဆိုကိုငယ်စဉ်ကတည်းကတည်ကျွမ်းခဲ့ပါတယ်။သူတို့နှစ်ဦးဟာအင်မတန်ရင်းနှီးတဲ့မိတ်ဆွေများဖြစ်ကြပါတယ်။ယဟန္တာဂျိုးဆက်ကဖာဆိုဟာယဟန္တာဂျွန်ဘော့စ်ကိုရဲ့ဝိညာဉ်ရေးရာလမ်းညွှန်ဖုံးတော်ကြီးလည်းဖြစ်ပါတယ်။သူ့ရဲ့အားပေးလမ်းညွှန်မှုတွေကြောင့်ယဟန္တာဂျွန်ဘော့စ်ကိုဟာစင်ရသားလူငယ်များအတွက်မိမိရဲ့ဘဝခေါ်တော်မူခြင်းကိုစစ်မှန်စွာရွေးချယ်နိုင်ခဲ့ပါတယ်။ယဟန်ပြည့်တင်ကျောင်းမှာစာချနေစဉ်မှာယဟန္တာဂျိုးဆက်ကဖာဆိုကိုယဟန်တပည့်သားများကသူ့အားကျင်နာခြင်းနဲ့တည်ငြိမ်အေးချမ်းခြင်းတို့နဲ့လမ်းညွှန်သူအဖြစ်ရှုမြင်ကြပါတယ်။ယဟန္တာဂျိုးဆက်ကဖာဆိုရဲ့နောက်လိုက်များကသူ့အားကြည်ညိုမှုကြီးမားတဲ့အတွက်ကြောင့်သူ့ကိုဆရာတော်ကြီးရဲ့အတိုင်ပင်ခံအဖွဲ့အစည်းမှာပါဝင်ဖို့အကြံပေးခဲ့ပါတယ်။ဒါပေမဲ့ယဟန္တာဂျိုးဆက်ကဖာဆိုကညှင်းပယ်ခဲ့ပြီးပြောဆိုခဲ့တာကတော့နောက်ဆုံးသောတရားစီရင်ရာနေ့မှာထာဝရဘုရားသခင်ကကျွန်ုပ်ကိုယဟန်ကောင်းတစ်ပါးဖြစ်ခဲ့သလားလို့မေးပါလိမ့်မယ်။စီမံခန့်ခွဲရေးကောင်းတဲ့ခေါင်းဆောင်တူဖြစ်ခဲ့သလားလို့မေးမှာမဟုတ်ပါဘူးလို့ပြန်ဖြေခဲ့ပါတယ်။စစ်မှန်သောသို့ထိန်
စစ်မှန်သောတိုးထိန်တစ်ပါးအနေနဲ့ယဟန္တာဂျိုးဆက်ကဖားဆိုဟာသူ့ရဲ့ဝိညာဉ်ရေးရာဘဝပြည့်စုံခြင်းနဲ့တိုးစုတွေကိုတိုးထိန်တာဝန်ခြေပွန်ခဲ့တဲ့အတွက်လူအများရဲ့လေးစားကြည်ညိုခြင်းကိုခံခဲ့ရပါတယ်။ယဟန္တာဂျိုးဆက်ကဖားဆိုဟာယဟန်တို့ရွတ်ဆိုအပ်တဲ့ဆုတောင်းမြတ်တာများကိုမပြတ်မကွက်ဘဲနေ့စဉ်ပုံမှန်ရွတ်ဆိုခဲ့ပါတယ်။ဟောပြောခြင်းအမှုမှာလည်းအလေးအနက်ထားခဲ့ပါတယ်။မြစ်စားတရားပူဇော်ခြင်းနဲ့အာဘဖြည့်ခြင်းစက္ကရမတုကိုအထွတ်အမြတ်ထားပြီးတော့ကျင့်ကြံအားထုတ်ခဲ့ပါတယ်။ယန္နာဂျိုးဆက်ကဖားဆိုဟာဒီလိုစိတ်နေသဘောထားကိုမိမိသင်ကြားပေးနေတဲ့ကျောင်းသားလူငယ်ယဟန်ငယ်တွေကိုအချိန်ချင်းအခါခါကြိုးစားပြီးတော့သင်ကြားလဲပေးခဲ့ပါတယ်။ဒီလိုနည်းအားဖြင့်ယဟန်ငယ်တွေဟာတနေ့သောအခါမှာအခြားသူတွေကိုပုံသွင်းပေးတဲ့သူတွေဖြစ်လာမှာဖြစ်ပါတယ်။ယန္နာဂျိုးဆက်ကဖားဆိုဟာတက်တော်49နှစ်1860ခုနှစ်ဇွန်လ23ရက်နေ့မှာကျူရင်မြို့မှာပဲပြန်လွန်တော်မူခဲ့ပါတယ်။1948ခုနှစ်မှာယဟန္တာအဖြစ်ပြင်မြောက်ခြင်းခံခဲ့ရပါတယ်။ယဟန္တာဂျိုးဆက်ကဖားဆိုကိုအထူးကြည်ညိုအားကိုးခြင်းဖြင့်သူ့ရဲ့ပါရမီတွေကိုသိရှိနိုင်မှာဖြစ်ပါတယ်။ယဟန္တာဂျိုးဆက်ကဖားဆိုရဲ့ဓာတ်တော်ကိုကျူရင်မြို့မှာရှိတဲ့ကွန်ဆိုလာတာဘုရားကျောင်းမှာယနေ့ထက်တိုင်တွေ့မြင်နိုင်ပါတယ်။ယဟန္တာဂျိုးဆက်ကဖားဆိုရဲ့ပွဲတော်နေ့ဟာဇွန်လ23ရက်နေ့ဖြစ်ပါတယ်။ယဟန္တာဂျိုးဆက်ကဖားဆိုကျွန်ုပ်တို့အဖို့ငါဆုတောင်းပေးတော်မူပါ